ကဘာပေါ်မှာလူတွေနေထိုင်တဲ့အဆန်းပြဆုံးနေရာလေးခုမင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာပေါ်မှာလူသားတွေဟာမြို့ပြကြီးတွေမြို့ငယ်လေးတွေရွာလေးတွေနဲ့ကျေးလက်ဒေသတွေမှာအများဆုံးစုစည်းနေထိုင်ကြလိမ့်ရှိပါတယ်လူတွေအနေနဲ့မြို့တွေရွာတွေမှာနေထိုင်တာဟာတမန်ရိုးကျဖြစ်စဉ်ပဲဖြစ်ပါတယ်ဒါပေမဲ့ကဘာပေါ်မှာတာမန်မြို့ပြတွေတောရွာတွေမှာမဟုတ်ပဲအရန်ကိုထူးဆန်းတဲ့နေရာတွေမှာနေထိုင်ကြတဲ့လူတွေလည်းရှိလို့နေပါတယ်ဒီကနေ့ရဲ့ဗီဒီယိုမှာတော့ကဘာပေါ်မှာလူတွေနေထိုင်ကြတဲ့အထူးဆန်းဆုံးနေရာတွေအကြောင်းကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၄စူပါရိုင်းကျေးရွာဒီရွာကတော့အမေရိကန်ပြည်ထောင်စုအရီဇိုနာပြည်နယ်မှာရှိတဲ့ Grand Canyon တဲကစူပါရိုင်းကျေးရွာပဲဖြစ်ပါတယ်။စူပါရိုင်းကျေးရွာဟာအမေရိကန်ပြည်ထောင်စုရဲ့ကုန်းမြေဆက်ဆက်နေတဲ့နယ်မြေတွေမှာဆိုရင်အဝေးဆုံးမှာတည်ရှိတဲ့လူအဖွဲ့အစည်းအဖြစ်နာမည်ကြီးပါတယ်။2010ပြည့်နှစ်တကောင်စီရင်အရာနေထိုင်သူ208ဦးပဲရှိပြီးဒီနေရာကိုသွားကျင်နေဆိုရင်အနီးဆုံးလမ်းမကနေ12ကီလိုမီတာ8မိုင်လောက်ဝေးတာကြောင့်ရဟတ်ယာဉ်ခြေလျင်ဒါမှမဟုတ်မီးတွေနဲ့သာသွားလာလို့ရပါတယ်။အဲ့ဒီရွာရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုကတော့စားရိုက်ကဏ္ဍပဲဖြစ်ပါတယ်။ဒီရွာဟာအမေရိကန်ပြည်ထောင်စုမှာစာပိုခြင်းစာယူခြင်းကိုမီးတွေနဲ့သာတည်တံ့ပြုလုပ်တဲ့တစ်ခုတည်းသောနေရာဖြစ်ပါတယ်။နံပါတ်3 Tins မြို့ Tins Townဒါကတော့တရုတ်နိုင်ငံရှန်ဟိုင်းအနီးက Tins မြို့ပဲဖြစ်ပါတယ်။ဒီမြို့သစ်ကိုလန်ဒန်မြို့က Tins မြစ်ကိုအဆွဲပြုပြီးတော့ဗြိတိန်ဈေးမြို့ပုံစံအတိုင်းပုံတူကူးယူတည်ဆောက်ထားတာဖြစ်ပါတယ်။ဒီမြို့ထဲမှာလန်ဒန်ရဲ့ပုံစံတူကြောက်ခင်းထားတဲ့လမ်းတွေဗီတိုရီယာခေတ်အိမ်တန်းတွေကုန်စုံဆိုင်တွေနဲ့ဗြိတိန်နိုင်ငံရဲ့အမှတ်သင်္ကေတဖြစ်တဲ့အနီရောင်တယ်လီဖုန်းရုံတွေကိုပါတွေ့မြင်နိုင်မှာဖြစ်ပါတယ်။မူလကတော့2001ခုနှစ်မှာစတင်ခဲ့တဲ့စီမံကိန်းအရာလူပေါင်း1000ကျော်နေထိုင်ဖို့ရည်ရွယ်ခဲ့ပေမဲ့အိမ်စည်းနှုန်းတွေကမြင့်မားလွန်းတဲ့အတွက်လူအများစုဟာအပိတိုင်နေထိုင်ဖို့ဝင်လေးခဲ့ကြပါတယ်။ဒါကြောင့်ပဲဒီမြို့ကလူနေအိမ်ယာအဖြစ်အသက်မဝင်ပဲတစီမြို့လို့နာမည်ကျော်သွားခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုဖန်တီးထားတဲ့အတုအယောင်ဗြိတိန်အလှတရားတွေကြောင့်ဒီမြို့ဟာမင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ကူးဖို့အတွက်အလွန်လူကြိုက်များတဲ့နေရာတစ်ခုအနေနဲ့တော့ဆက်လက်တည်ရှိနေပါတယ်။နံပါတ်2ရှီဘန်မြို့ဒီမြို့ကတော့ယီမင်နိုင်ငံကရှီယောင်းမြို့တော်ကြီးရှီဘန်ပဲဖြစ်ပါတယ်။ဒီမြို့ရဲ့ဘီသူကလက်ရာတွေကြောင့်တဲကန်နာယာရဲ့မဟန်တန်လို့တင်စားခေါ်ဝေါ်ခြင်းကိုခံရပါတယ်။မြို့နေလူဦးရေ9000ခန့်ရှိတဲ့ဒီမြို့ကမြေအုံနဲ့ဆောက်ထားတဲ့မျှော်စင်ပုံစံအဆောက်အုံတွေကြောင့်ကမ္ဘာကျော်ပါတယ်။ရှီဘန်မြို့မှာအိမ်အလုံး900ခန့်ရှိပြီး9ဓာတ်ကနေ17ထပ်အထိမြင့်မားကြပါတယ်။ဒီမြို့ကိုကမ္ဘာပေါ်မှာတက်တန်းအကျဆုံးမိုးမျှော်တိုက်မြို့လို့လည်းဂုဏ်ပြုပြောဆိုကြပါသေးတယ်။ဒါဟာဒေါင်းလိုက်ဆောက်လုပ်မှုကိုအခြေခံတဲ့မြို့ပြစီမံကိန်းရဲ့ထူးခြားတဲ့ဥပမာတစ်ခုဖြစ်ပြီးအဆောက်အုံတချို့ကပေ100ကျော်အထိမြင့်မားကဒီမြို့ကိုခန့်တက်မြို့ရိုးတွေနဲ့ကာယံထားတဲ့အတွက်ရှီဘန်မြို့ရိုးကမြို့လို့လည်းခေါ်ကြပါတယ်။နံပါတ်1လောင်းရီယာဘိုင်ယန်ဒီဗီဒီယိုရဲ့နောက်ဆုံးနေရာလေးကတော့နော်ဝေနိုင်ငံဆဗာဗတ်ကျွန်းစုမှာရှိတဲ့လောင်းရီယာဘိုင်ယန်မြို့ပဲဖြစ်ပါတယ်။လူဦးရေ1000ကျော်နေထိုင်တဲ့ဒီမြို့ကကမ္ဘာမြောက်ဘက်အကျဆုံးလူနေထိုင်ရာဒေသအဖြစ်ထူးခြားနေပါတယ်။ဒီအေးဆက်တဲ့ဒေသမှာထူးခြားတဲ့ဥပဒေတွေချမှတ်ထားပါသေးတယ်။ဥပမာအားဖြင့်ကျောင်းတွေကိုမွေးမြူခင်ပိတ်ပင်ထားတာဒါမှမဟုတ်လစဉ်အရက်ဝယ်ယူမှုကိုကန့်သတ်ထားတာမျိုးတွေရှိပါတယ်။ပိုပြီးအရေးကြီးတာကတော့မြို့ပြင်ဘက်ကိုထွက်တဲ့အခါဝုန်းဝင်ဖြူတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်တနက်ကိုမဖြစ်မနေစောင့်ထားဖို့လိုအပ်ပါတယ်။အန်ဩစရာအကောင်းဆုံးအချက်ကတော့လောင်းရီဘိုင်ယာမြို့မှာတည်ဆုံဖို့တရားမဝင်ဘူးဆိုတဲ့ပြောဆိုချက်ပဲဖြစ်ပါတယ်။ဒီလိုပြောဆိုချက်ကဘယ်ကစသလဲဆိုရင်1918ခုနှစ်တကွေးကက်ယောဂါကာလာတုန်းကအေးခဲနေတဲ့မြေစီလွာပါမန်ဖရော့စ်တဲမှာမြုပ်နှံခဲ့တဲ့ရုပ်အလောင်းတွေဟာအန်ဩလောက်အောင်ကိုမပုံမတိုးပဲနဲ့ကောင်းမွန်စွာနဲ့ထိမ့်သိမ်းခံထားရတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ဗိုင်းရပ်ပိုးအရှင်တွေပြန်လည်အသက်ဝင်လာနိုင်တဲ့အပေါ်စိုးရိမ်မှုတွေပေါ်ပေါက်လာပြီးတီကန်ဒီလူတွေကိုဒေသတွေမြုပ်နှံခွင့်မပေးတော့ဘဲကုန်းမကြီးကိုပြောင်းရွှေ့ဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။ကဲပရိသတ်တို့ရေဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအထူးဆန်းဆုံးလူနေထိုင်ရာဒေသတွေအကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဖော်ပြခဲ့တဲ့နေရာတွေတဲကဘယ်နေရာကိုတွားရောက်နေထိုင်ကြပါသလဲ။ပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးပေးခဲ့ပါဦး။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။